မင်္ဂလာပါရှင်စုခဲမိမိငလဲကျောင်းတရအဆိုင်မှာကြိုဆိုပါသည်ရှင်ဒီနေ့ကြတော့ငလဲကျောင်းတရအိဝါလာအိလေးတွေနဲ့မိတ်ဆက်ပေးပါမည်ရှင်ဒါလေးတွေဆိုရင်တစ်လုံးကို2သိန်းနဲ့9,000ပါရှင်ဒီလိုလာပါတယ်အထဲမှာကြာရင်ဒီလိုမျိုးလာပါတယ်ရှင်ဒီမှာကြည့်နောက်ပြီးကြတော့ဒီလိုနော်အထက်ကတွေဟာအထက်မှာကများချင်းဒီမှာဇေကတကပါသေးတယ်ရှင်ဒီမှာဇေကတကပါသေးတယ်သူရဲ့တစိုက်ကြတော့ CKD တစိုက်ပါရှင်နောက်ပြီးကြရင်ဒီမှာတကပါမယ်ဖွင့်မယ်ဖြည်းဖြည်းဆိုရင်ဒီလိုမျိုးလာမယ်ရှင် CKD တစိုက်ပါရှင်ဒီမှာအကားတွေအများကြီးထည့်လို့ရတယ်ဒီထဲမှာထည့်သွင်းလို့ရပါတယ်ရှင်ဒီမှာဓာတ်ပုံလေးတွေထည့်မယ်ဆိုရင်ရတာပေါ့နော်ဒီဒီဇိုင်းလေးကအရမိန်ပါတယ်ရှင်ယောက်ျားမိန်းမကင်လို့ရပါတယ်ရှင်တစ်လုံးကို2သိန်းနဲ့9,000ပါရှင်ဘယ်နဲ့ရောင်းရလဲဆိုရင်ဒီမှာနော်သေချာပြပေးမယ်အဝါလေးသူကအဝါဖြိုးဖြိုးလေးပေါ့နော်သူကအဝါလေးနောက်ပြီးကြရင်သူကအဝါနဲ့နဲ့ရေတာပေါ့နော်အရှိဆောင်ရောင်းတာနဲ့နဲ့ရေတဲ့အဝါအရေလေးပေါ့နော်သူကပတောက်ရှောက်ရောင်းဖြစ်ပါတယ်ရှင်စုခမင်းမင်းဆိုင်လေခဏခဏမင်းနေလို့ဆိုင်လေစလေးနဲ့ပြုတ်ပေးပါမည်ရှင်စုခမင်းမင်းရဲ့ဆိုင်ကြတော့2ဆိုင်ရှိပါတယ်ရှင်ဒဝဲရန်ကုန်2ဆိုင်ရှိပါတယ်ရှင်ရန်ကုန်ဆိုင်ကြတော့စမ်းရှောင်းမြို့နဲ့မြောင်မြန်လန်းအမှတ်29မြင်းကြီးမှာဖွင့်လှစ်ထားပါတယ်ရှင်ဒဝဲဆိုင်ကြတော့မြို့တင်နှင်းလန်းစုကမီမီငလဲကျောက်တရအိဆိုင်မြို့တင်နှင်းလန်းမှာပေါ်တော့မြို့တင်နှင်းလန်းစုကမီမီငလဲကျောက်တရအိဆိုင်မှာတွားရောက်ကြည့်ရှုနိုင်ပါတယ်ရှင်ဒဝဲဆိုင်မှာဆိုရင်အထယ်လေးတွေအလားကောင်းတွေအကောင်မျိုးစုံရတာပေါ့နော်စောင်းပလုံးရပါသေးတယ်ရှင်တဝက်ဆိုင်သွားပြီးတော့ကြည့်ရှုလို့ရပါတယ်စုကမီမီရန်ကုန်ဆိုင်မှာကြတော့ငလဲကျုံတရအစင်းနဲ့ပတ်တာရတမျိုးပဲတင်ပါတယ်ရှင်ငလဲကျုံတရအရမယ်ရန်ကုန်ဆိုင်မှာဆိုရင်မိကျုံတရအရမယ်စင်တရအရာမဲ့နွားတရအရာမဲ့မွေးတရအရာမဲ့တရအစင်းများသာရောင်းပါတယ်ရှင်တဝက်ဆိုင်မှာကြတော့မြန်မာပစ္စည်းတွေရောင်းတယ်အဆောင်ရနိုင်ပါတယ်ရှင်ဒါတွေဆိုရင်ပတောက်ချောင်းရောင်းပေါ့နော်တစ်လောင်းကို2သိန်းနဲ့9,000ပါရှင်သူကချောကလေးရောင်းပါရှင်ရုပ်ကြီးရောင်းပေါ့နော်တစ်လောင်းကို2သိန်းနဲ့9,000ပါရှင်သူကအနည်းလေးပါရှင်အနည်းလေးကြိတ်တော့ရှင်မမများရှက်ကကများရှင်ကြီးမလေးများတို့စုခမီမီဆိုင်မှာရှိနေတယ်နော်သူလေးကခဲရောင်လေးပါရှင်အခုပြတဲ့ရောင်တွေပေါ့နော်အကောင်လုံးရတဲ့ရှင်စုခမီမီဆိုင်မှာလေကျင်းနေတဲ့ဆိုရင်မှာယူအားပေးနိုင်ပါတယ်ဖုန်းနံပါတ်ကြတော့39968559ခွန်ချို3ညဆက်သွက်ကြီးမေးမြန်းနိုင်ပါတယ်ရှင်